သူမရဲ့အသက်ကိုဘေးကင်းဖို့အသေးအတန်စူးစမ်းနေရချိန်မှာလီဆာဟာရှေ့မှာအန္တရာယ်ရှိတဲ့ရေတခွန်ရှိနေတာကိုသတိမထားမိခဲ့ပါဘူးရုတ်တရက်သူမခြေချော်ပြီးကြောက်ဆောင်တွေနဲ့ရိုက်မိတာတောင်းကျမ်းနေတဲ့ရေတခွန်လေးကိုတက်တက်ကြီးပြုတ်ကျသွားခဲ့ပါတယ်ဒါကိုမြင်တော့လူသက်သမားတွေကရန်တမ်းပြီးတနက်နဲ့လှမ်းပစ်ကြပေမဲ့ပြင်းထန်တဲ့ရေစီးကြောင်းကလီဆာကိုမျောပါသွားစေခဲ့ပါတယ်ဒလာဟောစီးဆင်းနေတဲ့ရေတွေကြောင့်သူမအသက်ရှူဖို့တောင်အခွင့်အရေးမရခဲ့ပါဘူးလီဆာရဲ့လက်တွေကကျိုးနဲ့တင်းတင်းကြပ်ကြပ်တုံအောင်ခံထားရပါတယ်သူမဟာကမ်းခြေကကြောက်ဆောင်တွေကိုဖမ်းကင်နိုင်ဖို့ရှိသမျှအင်အားအကုန်သုံးပြီးစူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူမရဲ့လက်ချောင်းတွေကကြောက်ဆောင်တွေကိုထိမိယုံရှိသေးပြန်ချော်ထွက်သွားခဲ့ပါတယ်ရေစီးကြောင်းကပိုလို့တောင်အနေနဲ့များလာခဲ့ပါပြီတိတ်မဝေးတဲ့နေရာမှာကြောက်စရာကောင်းတဲ့ရေတခွန်ကြီးတစ်ခုရှိနေပါတယ်အကယ်၍သူမမတားဆီးနိုင်ခဲ့ရင်အစီစီညက်ညက်ကြေမွားသွားရမှာပါအောက်ခြေမှာကျဲပြန့်နေတဲ့အစုံမဲ့6နှစ်ကြီးကိုကြည့်ပြီးလီဆာဟာလေရင်တောင်ပံကိုရှိသမျှခွန်အားအကုန်သုံးပြီးလှမ်းဖမ်းလိုက်ပါတယ်သူမသွားကိုကြိတ်ပြီးညာဘက်ခြေထောက်ကိုမြောက်ကဒူးကိုအစွန်းနာမှာကပ်ပြီးချိတ်လိုက်နိုင်ပါတယ်အသက်နဲ့ရင်းပြီးရုန်းကန်ခဲ့ရပြီးနောက်မှာတော့သူမလေရင်တောင်ပံပေါ်ကိုနောက်ဆုံးတော့အောင်မြင်မြင်တက်နိုင်ခဲ့ပါတယ်ဒါပေမဲ့တက်ပြင်းချပြီးစိတ်အေးယုံယုံပဲရှိသေးရုတ်တရက်တောင်ပံစီကနေကြောက်စရာကောင်းတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်တောင်ပံကကျုပ်ပြက်လူနေပါဖြစ်လာခဲ့ပါပြီဒီလိုအရေးကြီးတဲ့အချိန်မှာလီဆာဟာအသက်ကိုပြင်းပြင်းရှူအချိန်နဲ့ပြေးပြီးခုန်ချလိုက်ပါတယ်အချိန်ကြိုက်ပါပဲသူမလေရင်ပြက်ကြီးကိုတင်းတင်းကြပ်ကြပ်ဖမ်းကင်ပြီးသွားပါတယ်သူမအမြန်ပဲတွားသွားပြီးလေရင်ထဲကိုဝင်လိုက်ပါတယ်အလွန်မင်းပင်မနှွက်နေမှုကြောင့်သူမကျမ်းပြင်ပေါ်မှာလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့မျက်လုံးတွေကလေရင်ကန်းထဲကထက်မြက်တဲ့တံပြားတစ်ခုစီရောက်သွားပါတယ်သူမဟာလက်ကောက်ဝက်မှာတုပ်ထားတဲ့ကြိုးကိုတံပြားနဲ့ချက်ချင်းပဲပုတ်တိုက်ပြီးဖြစ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲတောင်ပံတစ်ဖက်ထဲနဲ့ထိန်းထားရတဲ့လေရင်ကြီးဟာပြင်းပြင်းထန်ထန်တုန်ခါလာပါတယ်ဘယ်အချိန်မဆို6ထဲပြုတ်ကျသွားနိုင်မယ့်အနေအထားမျိုးနဲ့ဟန်ချက်ပြက်လာတာပါဒါကိုမြင်တော့လီဆာတုံးလို့သွားပြီးကြိုးကိုပုံမြင်ဖြစ်ပါတော့တယ်ဒါပေမဲ့သူမမထိန်းနိုင်ခင်မှာပဲလေရင်ကြီးကအောက်ကိုစတင်ပြုတ်ကျသွားခဲ့ပါတယ်ကံကောင်းခြင်းတော့ပြုတ်ကျလာတဲ့လေရင်ဟာကြီးမားတဲ့ကြောက်ဆောင်တစ်ခုကြားမှာညှက်မိသွားပါတယ်လေရင်အောက်မှာတော့အဆုံးမရှိတဲ့6နှစ်ကြီးပါအကယ်၍သူမနည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့လေရင်ပြက်အပိုင်းစားတွေကတကြအောက်ကျမြည်လာပါတယ်ဒါပေမဲ့အသက်ရှင်လို့စိတ်ပြင်းပြနေတဲ့လီဆာအတွက်နောက်ထပ်မျောလင်းချက်တစ်ခုရှိလာခဲ့ပါတယ်လေထီးတစ်ခုကသူမရဲ့ခေါင်းပေါ်တက်မှာချိတ်ဆွဲနေတာပါလီဆာဟာလက်တစ်ဖက်နဲ့ကိုငင်းအောင်ထိန်းပြီးနောက်လက်တစ်ဖက်နဲ့လေထီးကိုအသာလေးလှမ်းယူလိုက်ပါတယ်သူမလှမ်းဖမ်းခံပြီးမှပဲလေရင်ကြီးကရုတ်တရက်အပိုင်းပိုင်းပြတ်ထွက်သွားပြီးလီဆာပြုတ်ကျသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ကံကောင်းမှုကြောင့်ပဲသူမရဲ့အသက်ဘေးကင်းခဲ့ရပါတယ်